YDBD ဟုတ်လားဟုတ်တယ် YDBD YDBD ရပါ YDBD ဆိုရောင်းအောင်မောင်းအောင်လို့ပြောတယ် ဆက်ပြမှာတန်ကောင်းတယ်ပြောလား သမီးကိုပြောတာမေ့နေတယ် မမေရော မမေကတော့ပြောတော့မေ့တယ် မမ မမကြတော့မသိဘူး မေးတာနဲ့မတိတာကြည့်ပဲကွာ မြန်မာစာအုပ်ပါလေးရလေပြောပြပါအောင် မြန်မာစားတော့မပေါင်းရဘူးမြန်မာစားရေးပဲရ ဟုတ်တယ်လေမြန်မာစာကပေါင်းရတာမဟုတ်ဘူးရေးရတာဟဲ့အောင်ကြီးမေးစင်းရှစ်တကွက်ပြပြီဟဲ့အောင်ကြီးကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ AND ပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့မေးစင်းရှစ်ရဲ့တူတူထွားထွားဗီဒီယိုလေးတွေကိုကျွန်တော်ထပ်ယူလာပြန်ပါတယ်ခင်ဗျာဆိုတော့လွမ်းနေတဲ့သူတွေရောမလွမ်းနေတဲ့သူတွေရောမကြည့်ချင်တဲ့လူတွေရောကြည့်ချင်တဲ့လူတွေရောအားလုံးပဲကြည့်ပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာကျွန်တော်လည်းကြည့်ပါမယ်ကျွန်တော်လည်းတစ်ခုမှမကြည့်ရသေးပါဘူးဆိုတော့ကျွန်တော်တင်ဆက်တဲ့ဗီဒီယိုလေးတွေကအများပြားသိတဲ့လူတွေများတယ်ဒါပေမဲ့လို့လေကျွန်တော်ကတူတူထွားထွားလေးတွေတွားယူလာတာဆိုတော့တုံသိတဲ့လူနည်းတယ်ဆိုတော့ကြည့်လိုက်ကြအောင်ပါမယ်နော် မလေးညီမလေးဖေကဘာလို့လုပ်ညီမလေးဖေကရှမတောင်းရလောက်တာကိုကြီးရဲ့အဲ့ဆိုပြန်မလာဘောညီမလေးရဲ့ပြန်မလာဘောကိုကြီးရဲ့ မေးရင်ရှင်းတဲ့သားကြောနဲ့တွားတွေ့လိုက်တဲ့ခါကျတော့ဘျူးလို့ပိုးစိုးပတ်တက်တာနော်အဲ့ဒီသူတို့အကောင့်မှာမျိုးရင်တွားချကြီးသူတို့အကောင့်မှာအဲ့ဟိုအကောင့်မှာသားကြောရဲ့အကောင့်မှာနော် ကိုကြီးဖေကဘာလို့လုပ်ကိုကြီးဖေက YDBD လေ 1DPD ဟမ် YDBD ဟုတ်လားဟုတ်တယ် YDBD ရပါ YDBD ဆိုရောင်းအောင်မောင်းအောင်လို့ပြောတာရောင်းအောင်မောင်းအောင်လို့ပြောတာဟမ် 大舅，哇，你妈那这不严没喏？啊，你妈六拍了。 အဖေကလည်းရပါမှာဟိုမှာသူ့ဖေရှိရနော် 啊？ ညီမလေးကိုဖတ်ဆိုတော့ဖေဖေရပါမလားမသူ့ဖေးရှိရနော်ဆိုရက် 呀，我呀，马上就呀，拍了呀，拍，呀。 ဒီကနော်ပြန်စီလည်းရှင်း 啊，拍新没，拍了，呀，拍了，也没拍了， သားကြောကွာ 新没，哎， တော်စိုးနေ 大舅，哇，你妈那这不严没喏？啊，你妈六拍了。 အဖေကလည်းရပါမှာဟိုမှာသူ့ဖေရှိရနော် 啊？呀，我 ရလေအာရပါတယ်ကွာဖတ်ပါကွာညတမီမိကလေးမွေးရတာညအဲ့ဒါမိနော်ဖခင်နေဖင်ကျင်းနေမှာနော်ဟောကြီး 呀，马上就呀，拍了呀，拍，呀。 ဒီကနော်ပြန်စီလည်းရှင်း 啊，拍新没，拍了，呀，拍了，也没拍了，新没，哎。 ဖြစ်တယ်နော်သူရှင်းအောင်မယ် ဆက်ပြမှာတန်ကောင်းတယ်ပြောလား သမီးကိုပြောတာမေ့နေတယ် မမေရော မမေကတော့ပြောတော့မေ့တယ် ဒီကလေဒါသူစိတ်မပါလို့သိလားသူစိတ်ပါလို့ကတော့အမလီပြုံးချွင်ပြီးတော့စကားကိုပြောတာနော်ဒါသူစိတ်မပါတာဟိုမှာသူကဖြေခိုင်းတာလည်းမသိဘူးအတင်းကျပ်နော်အဲ့ကြောင့်မလို့ဖြစ်တာ မမ မမကြတော့မသိဘူးပြောတော့မေ့နေအဲ့ဒီတပုတ်ကကြတော့ဘာမေ့ အာမေးတတ်ပါပဲဟာမေးစီရှိ မြန်မာစာအုပ်ပါလေးရလေပြောပြပါအောင် မြန်မာစားတော့မပေါင်းရဘူးမြန်မာစားရေးပဲရ ဟုတ်တယ်မြန်မာသားရေးရတာပေါင်းတာဆိုတင်ချာပဲရှိမှာဗောဟာဘာလဲမေးနေအောင်ငါတို့မေးစီရှိကို ဟုတ်လားဘာလေးရေးလေသမီးလေး ဟိုအဲ့ဒီနေရာတော့မေ့နေအခုကျတော့ကြပြားလေးတင်းနေ ပြောပါအောင်ဘာကြပြလေးရလေသမီးရလေ အဲ့ရုပ်ကြပြားလေးပဲရ ပြောပြပါအောင်ကြပြလေးကဘယ်လိုလဲ မေ့နေ ယောဟိုလည်းဟုတ်တယ်ကွာမင်းတို့ကကလေးကိုဘာလို့မင်းမသိဘူးဟေး ဟောမေ့နေပြီ
သမီးတက်တော့မှတိတ်မကတော့ဘူးနော်ဘာဖြစ်လို့လဲ ကလည်းညတော့သမီးကလေ ဟုတ်လားဘာဘလူလေးတွေကလဲ 2,000 years later. မေ ဟိုေး မမီးနာမည်သမီးကောက်တယ်ရောမရေမေပါပါမေ နောက်တော့ရှင်းမောင်ခင်းနော်မွိုက်တယ်နော်ယောအဲ့တော့မှနေရတာအဲ့တခုတာတယ်ကျွန်တော်လည်းတူတူကျွန်တော်ရွာမှာကျွန်တော်အိမ်မှာဆိုလို့ပဲရှင်းမောင်ခင်းပါညာဘူးစင်ပါညာတခါလဲအပြည့်စုံရှိတော်တော်မိုက်တယ်အဲ့လိုမျိုးအနေဘာလို့တော့ကူးရှက်စားရုံမလားကြီးပါမိုက်လိုက်တာ ပေါကရေငါပါစီမေဒါစီပေါကရေပိစတာချီမေဒါစီချီခါလေ နာမည်ပေါင်းလာတော့ကတယ်နော်ယောဟေး ချစ်စုစားဒါငယ်လေးတို့ကြည့်ကြတယ် ယောသူလေးကပို့ပြီးတော့ဟွာဖြစ်တယ်နော်သူကပို့တက်တယ်နော်သူကမယ်ဆိုကြည့်ပဲသူကလေ မမီးနာမည်သမီးကောက်တယ်ရောမရေမေပါပါမေပါပေါကရေငါပါစီမေဒါစီပေါကရေပိစတာချီမေဒါစီချီခါလေချစ်စုစားဒါငယ်လေးတို့ကြည့်ကြတယ် နာမည်မဖတ်သေးဘူးကနေတာဟိုအဲ့နာမည်ဖတ်တာမိမှာဗောနေတော့အာတော်စိုးနေပြီကွာဒီကလေးတွေအမေတော့ရှက်ရှိတယ် ကဲအခုညီမလေးကိုပုံမြင်ပြောမယ်ဘသူနဲ့ဘသူရဲ့အကြောင်းလဲ တို့တနေ့ပြုရှင် တော်လိုက်တာတိုးတက်ဆိုတာပွဲစိတ်နန်းကောင်းဆိုတာပြုံးရွှင်သူတို့ကမျိုးနွယ်မတူကြဘူးတဲ့ဒါပေမဲ့တငယ်ချင်းတွေမိတ်ဆွေတွေပေါ့ကွယ်နန်းကောင်းကပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်နေတတ်တယ်ဂီတကိုလည်းစိတ်ဝင်စားတယ်တိုးတက်ကတော့အလုပ်ကြိုးစားတယ်ပွဲစိတ်ဒီအားလုံးထဲမှာ तू ကအလုပ်ကြိုးစားတယ်တနေ့တော့တငယ်ချင်းတစ်ယောက်ကတဲ့လမ်းလျှောက်ထွက်တယ်တဲ့ နင်းနော်သူကလူနဲ့ လူနဲ့တူတယ်ဘယ်လိုတူလဲ မဟုတ်မဟုတ်ဂီယာတီးတာလေဂီယာတီးတာလူနဲ့တူတယ် ဂီနန်ကောင် ဂီတာတီးရအောင်မြန်ဂီယာတီးရဘာလဲဗော ကဂီတာတီးတာလူနဲ့တူတယ်ဟုတ်တယ် ဂီယာတီးတာဟိုးလေလားကြောင်းနောက်ဖေးရအရင်မှလည်းဂီယာအဲ့ဒါမျိုးဂီယာရှိတာ ရှိတယ်အဲ့လိုမျိုးဂီယာလဲလေလားနင်းနဲ့အဲ့လိုမျိုးဂီယာလဲတီးနေတာမမလေးတို့တောင်းစင်းတော့လေလားတီးတာဂီယာဒါမျိုး ဒါမျိုးလား သူကအတူ ပုံမြင်ပြောမှမသူဟိုဘက်ကပြောပြမှာ तू ကပြန်ပြောပြနေဒုက္ခပဲလောက်ကြ哦ဟေး ပဲဟိုအဲ့ဒီကောင်မလေးတော့မနာဘူး ဟ အဲ့ဒါနဲ့လေလားသူ့မေကိုပဲကသူ့မေလည်းမနာဘူး ဒီလို လေးလို့ သူ့ဖေရုပ်ထဲလိုက်ရလေလားသူ့ဖေရနေတယ် ဟုတ်တယ် ဒီယာယူ ဟုတ် တော့ တာပေါ့ညီမလေး ဒီယာယူတော့ဟိုမိုးကိုတက်တယ်လေ လူကြီးဆိုတော့နိုင်တာပေါ့လူငယ် ဒီ ဆို ပုံ တော့ မြင်ပြောပြလို့မရတော့ဘူးလို့နော် သူမအေးမနာ အာ ဖေအေးတော့ယူခိုင်း ပွဲစိတ်ကအစာရှာထွက်တဲ့လမ်းမှာအလုံးမလုံးပဲတချင်းဆိုနေတယ် ပြန်ဆက်ပြီပုံမြင်ပြန်ဆက်ပါပြီမီရှင်ရှိလီအောလိုက်တာနဲ့ဟိုမှာနားနေရတယ်ပုံမြင်ရဲ့နော်ပြန်ဆက်ပြီနော် တဲ့ပြုံးရွှင်ကိုပြုံးရွှင်နဲ့စုံကြတယ်ပေါ့ပွဲစိတ်ကနေပြီးနန်ကောင်လမ်းခေါ်လိုက်တယ်နန်ကောင်ကပြုံးရွှင်ဒီလိုပြောတယ်ဟေးဟိုးစားနန်ကောင်တဲ့ပွဲစိတ်ကြားထဲမှာဟိုကွာတိုးတက်ကနေပြီးတော့နန်ကောင်ကနေပြီးတော့ကွာတိုးတက်ကိုခေါ်လိုက်တာဟေးတိုးတက်လို့လမ်းခေါ်လိုက်တယ်တဲ့တိုးတက်ကနေပြီးတော့နန်ကောင်ခေါ်တန်ကြတော့ဘသူစီသူ့စီကိုပေါ့ကွာသူ့စီကိုရှောက်သွားတယ်တဲ့ဘာလဲကွာလို့ဖြေလိုက်တဲ့အခါမှာ ဒီပုံမြင်ကြားဘူးတော့မှာအခု तू ပပပုံမြင်ခင်ဗျားကြားဘူးလားကြားဘူးရင်အောက်မှာကျွန်တော်ပြောခဲ့လုံးဝကျွန်တော်မကြားဘူးအဲ့ပုံမြင် မင်းတို့ကိုကြည့်ရတာတအားပေပန်းတဲ့ပုံပဲတငယ်ချင်းရဲ့မင်းတို့ကိုအစာတွေမင်းတို့အစာတွေတည်နေရတာငါကြည့်ရတာဘယ်နှခေါက်မှမသိတော့ဘူးတဲ့ဘာလို့မြန်ဘာဖြစ်လို့ဒီလောက်မြန်ပင်ပန်းအလေးရတာလဲလို့သူမေးလိုက်တယ်တဲ့
အဲ့ဒါဟိုဟာပွဲစိတ်ကိုမေးတာပေါ့နော်နန်ကောင်ကနေပြီးတော့ပွဲစိတ်ကိုမေးတာပြုံးရွှင်ရပေါ့အဲ့ဒီအခါတိုးတက်ကနေပြီးတော့ငါတို့ကစောင်းတွင်းအတက်အစာစာ ကိုရှစ်ပုံမြင်ပြောပြနေပါလေဆိုတော့ထိုင်မျိုးစာရေးနေတယ်လောက်ကြဘူးဟေး စာစုတာကွာတယ်စောင်းတွင်းရောက်လို့နင်းတွေကြလာရင်အစာကိုအလွယ်တကူရှာရမှာမဟုတ်တော့ဘူးကွာပွဲစိတ်နဲ့နန်ကောင်ပုံမြင်ကိုမင်းလည်းကြားဘူးပြီးသားပဲကွာအဲ့ဒီပုံမြင်တဲ့ကလို့ပေါ့ကွာပြောလိုက်တယ်နန်ကောင်ကဟုတ်တယ် ဒီရောက်လည်းဖက်တာအောင်မယ် ဟုတ်ပါပြီနော်ဒီဘက်တရွရောက်သွား ဒီဘေးကလည်းဒီဘေးကဟိုကမပါဘူးဒီဘေးကဟိုကပါ ။ဩကျွန်တော်တို့ဒီဥစားပဲကြားဘူးမလဲအခုဟာဒီလားအခုတင်ယိုးညွန်းနဲ့မှာပါလာတဲ့စာရေးဆိုကျွန်တော်တို့မမီတော့မသိတော့နော် ဒါဒီနာလေး ဒီဘက်ရောက်သွား အဲ့ဒါရောက် အဲ့ဘက်ရောက် ဒီဘက်ပြီးလို့ရှိရင်ဟိုဘက် ဟုတ်ကဲ့ ဝဲလာရ နန်ခေါင်းကနေပြီးတော့ပွဲစိတ်ကိုပြန်ပြောတယ်ဘယ်လိုလဲဆိုတော့မင်းတို့ကတဲ့အနာဂတ်အတွက်ကြိုတွေးပြီးတော်တော်ပူပန်တတ်တာပဲနော်ပုံမြင်တဲ့ကလို့အပြင်မှာလဲတကယ်ဖြစ်မှာဆိုပြီးတော့တွေ့ကြောက်နေစရာမလိုပါဘူးကွာပေါ့ပါနေလိုက်စမ်းပါလို့ထပ်ပြောတယ်တဲ့သူက ဒီ company audio book ဖန်လို့ရှိရင် share ဖြစ်မယ်နော်သိလား ပွဲစိတ်ကိုအဲ့လိုပြောလိုက်တယ်တိုးတက်ကအေးပါတငယ်ချင်းဟာမင်းပြောတယ်လို့စောင်းရင်းမှာလဲအစာရှာရတာလွယ်ရင်တော့ကောင်းတာပေါ့အရာကိုတော့အလွယ်မတွေးနဲ့ပေါ့ကွာစောင်းရင်းစားဖို့အတွက်အစာကိုနည်းနည်းလောက်တော့စုထားပါမင်းအတွက်အသုံးတဲ့မှာသိချပါတယ်တငယ်ချင်းအချိန်ရှိကလုံလာဆိုင်ဆိုတဲ့သကပုံကိုသကပုံလိုပေါ့ကွာလို့နန်ကောင်နားလဲအောင်ပေါ့ကွာပြောလိုက်တယ်အချိန်ရှိကလုံလာဆိုင်ရမယ်တဲ့ဟုတ်လား နောက်ထပ်တေးရပြီးသွား ပြီးပါပြီဒီဘက် ကဲအခုလို့ဆုံးနေကြည့်တော့ပြတဲ့မိသားစုများအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ AND ပဲဖြစ်ပါတယ်ဆိုတော့နောက်ဗီဒီယိုလေးမှလည်းကျွန်တော်ရှာဖွေလေးတွေလောက်လာပါဦးမယ်ခင်ဗျာအားလုံးပဲ bye bye